ကျွန်တော်ဆရာပိုင်စိုးရဲ့အဆုံးမဲ့ခီးဆိုတဲ့ကြပြလေးကိုရှင်းမှာဖြစ်ပါတယ်အဆုံးမဲ့ခီးအားလုံးကိုထားပစ်ခဲ့မြေထားတန်လန်းအတိုင်းဆက်လျှောက်ခဲ့တယ်အိတ်ထဲမှာအကျဉ်လေးတဲ့ဒဏ်ရာတွေပဲပါရဲ့ဟောတွေ့ရပြီတွေ့ကြရပြီဒါပေမဲ့အားရှာနေတာမင်းမဟုတ်ပါဘူးမင်းရှာနေတာငါဟုတ်ရဲ့လားဒါပေမဲ့ရပါတယ်ကွာတို့ဘဝတွေဟာဒီလိုကြီးပါပဲနိုဝင်ဘာဒီဇင်ဘာအလင်းရောင်နဲ့လေတက်ခတ်မှုပြောင်းလဲမှာမေတ္တာတရားကိုယုံကြည်ခဲ့ရသိပ္ပံနေကြအိမ်မက်သူပါအတဲလုံးကိုကာဝယ်မှုရခန္ဓာကိုယ်ကိုချကျွေးခဲ့ရအောက်မေ့သတိရခြင်းများမှာတပါအခြားပါမှမရှိတော့ဘူးမိထားတလန်အတိုင်းဆက်လျှောက်ခဲ့ပိုက်ဆို